ကျွန်တော်ရေချိုးပြီးသွားပါပြီလူကတော့ခုနတက်ဆိုင်တော်လမ်းသွားပြီပေါ့နော်အဲ့တော့ဘက်ကလည်းစားနေပြီဘာမှမစားသေးဘူးပုံမှန်ဆိုရင်တော့ကျွန်တော်ပြန်ရောက်တာနဲ့ရေမိုးချိုးပြမြန်စားလိုက်တာပေါ့နော်စားပြီးတော့ရုပ်ရှင်ပညာကြည့်တာပေါ့နော်ဒါတော့ဆိုဒီနေ့ကတော့ပစ္စည်းလေးရောက်တာဆိုတော့ပစ္စည်းကတစ်ခုတည်းမဟုတ်ဘူးပေါ့နော်နှစ်ခုသုံးခုငယ်ဟာရယ်ကျွန်တော်ဟာရယ်ပြီးတော့ဖဏပါရောက်တာဆိုတော့အပေါင်းစမလို့ရသေးလို့တခါတည်းလှုပ်ချင်တာနဲ့ဗီဒီယိုရိုက်ဖြစ်သွားတာပေါ့နော်ကျွန်တော်လည်းဒီအပိုင်းမရိုက်ဖြစ်တာတော်တော်များတယ်ပေါ့နော်အစားတော့ကျွန်တော်အလုံးစားဆင်းတဲ့ရက်မှာကျွန်တော်ရိုက်ဖို့စိတ်ကူးထားတာပေါ့နော်ဒါပေမဲ့မထင်မှတ်ထားလောက်အောင်လူကအရန်ကြာသွားတာနဲ့ပင်မမီတော့မရိုက်ဖြစ်တော့ဘူးအဲ့တော့ဒီနေ့ကတော့အလုံးမှလည်းတစ်ပတ်လောက်ဆိုတော့အလုံးတင်မှာအဆင်ပြေသွားပြီပင်မနဲ့လည်းခံနိုင်သွားပြီပေါ့နော်အဲ့ဒါနဲ့ပစ္စည်းရတော့နဲ့တခါတည်းကျွန်တော်ဗီဒီယိုရိုက်လိုက်တာပါအဲ့တော့ဘယ်ကနေအရင်စလုပ်ကောင်းမလဲပါဝါဘက်ကပဲအရင်လုပ်လိုက်မယ်ပါဝါဘက်ဒီမှာဒီလိုလာပို့တာပေါ့နော် DH ကဒီဖြစ်ရှင်တော့ကျွန်တော်ဒီနေ့လာပို့မှာပေါ့နော်စမှာတဲ့ကဒိတ်ကတတ်မှတ်ထားတာပေါ့နော်ဖြစ်ရှင်တော့ကျွန်တော်ကို8နာရီခွဲလောက်တဲ့ကဒီလာပို့မဲ့ company DHL ပေါ့နော်ဒီဟာလေးပေါ့ဒီကုမ္ပဏီကကျွန်တော်စာပို့တယ် WhatsApp ကနေစာပို့တာကို8နိုင်ခွဲလောက်ထဲရပါတော့ဒါပေမဲ့ကျွန်တော်ကအလုပ်ဖုန်းနဲ့ဝင်ထားတာပေါ့နော် WhatsApp ကအဲ့တော့ကျွန်တော်အလုပ်ဖုန်းကိုအလုပ်ရောက်မှပဲကြည့်တာဆိုတော့မသိဘူးမလီဘဲနဲ့အလုပ်ရောက်ခါနေမှာကျွန်တော်ကအလုပ်ဖုန်းကင်လိုက်တဲ့အချိန်မှာမှသူတို့ဘက်က on hold ဖြစ်နေတာပေါ့နော်လာပို့ဖို့ဖြစ်နေတော့လိပ်စာအပြည့်စုံထည့်ပေးရမှာပေါ့နော်ဖြစ်ချင်တော့ကျွန်တော်ကနေတဲ့နေရာကိုပဲထည့်လိုက်တယ်ကျွန်တော်ဘန်နလောမှာနေတဲ့အခန်းနံပါတ်ဘယ်လောက်လဲကျွန်တော်မဖြည့်မိလိုက်တော့ကျွန်တော်အဲ့ဒါသူတို့ဘက်ကလာမဖို့ဖြစ်ဘူးပေါ့နော်အစားတော့သူတို့မနက်8ခွဲကနေ12နာရီအတွင်းလာဖို့မှာကိုအဲ့ဒီနေ့3နာရီလောက်မှပဲလာဖို့ဖြစ်သွားတယ်အဲ့တော့ဘာဖြစ်အောင်စလုပ်ပါမယ်ကျွန်တော်လေချိုးရှိတာများပါပြီအဲ့တော့နေကတော့အမောင်းလေးလုပ်ပြီးပြောတယ်အဲ့တော့သူ့ဥစားပါတခါလေးလုပ်လိုက်တာပေါ့ကျွန်တော်ဟာအပြင်သူ့ဥစားပါတခါလေးလုပ်လိုက်တာပေါ့လာတော့ဒီလိုလေးလာတယ်ဒီလိုဘူးလေးနော်ပြထားလေးတော့ပြုတ်ချက်သွားပြီပြန်ကောက်လိုက်ပါမယ်ဒါတော့ဒီလိုလေးလာဆိုလို့တေချာဖော့လေးနဲ့လုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့ပြုတ်ကြသွားတာဆိုတော့ပြုတ်ကြသွားတယ်ပေါ့နော်ဘာမှတော့မဖြစ်တော့ပါဘူးတေချာဘူးလေးနဲ့ထည့်ထားတာဆိုတော့ဒါကတော့သူကနာမည်ကတော့ဘယ် brand ကတော့ Belkin ပေါ့နော် Belkin Booster Pro ပေါ့နော်ကျွန်တော်ဥစားက 5K ပေါ့ 9000R ပေါ့နော်သူဟာကကြတော့1000R ပေါ့နော်သူလည်းတူပဲသူလည်း Booster Pro ပဲပေါ့နော်သူကတော့1000R ပေါ့နော်အဲ့တော့သူ့ဟာရင်လောက်ကြည့်မယ်ပေါ့နော်1000R ဆိုတော့ကျွန်တော်တော့4မှဆိုလို့မဝယ်တာဘာလို့ဆိုတော့ကျွန်တော်ကဒီ17 Pro Max ကကြတော့ကွာအားရန်ခံတယ်ပေါ့နော်ကျွန်တော်ဆို vlog တွေပါတယ်ရိုက်တယ်ဗီဒီယိုတွေပါတယ်ရိုက်တယ်ဆိုရင်နေတော့လောက်တော့ခံတယ်ပေါ့နော်ဗီဒီယိုတောက်လျှောက်ရိုက်တယ်ဆိုရင်တော့နေတော့တောင်မှအားက40ကျော်လောက်ကျန်တယ်ပေါ့နော်100ကနေဆိုရင်အဲ့တော့တောင်ပါဝါဘန်းတော့မလိုဘူးပေါ့နော်ဒါပေမဲ့emergency ပေါ့နော်တနေ့ကုန်လျှောက်သွားတာမနက်အစောကနေလျှောက်သွားပြီးတော့ညနက်မှပြန်လာတဲ့နေ့မျိုးလို့ဆိုရင်တော့လိုတယ်ပေါ့နော်ပြီးတော့အားဝင်တာလေညံတယ်ထင်တယ်ကျွန်တော်ဒီကောင်က15 watt ပေါ့15 watt wireless ရတယ်ပေါ့နော်ဒီကောင် wireless only ပဲကျွန်တော်မှားလိုက်တာသူဥစ္စာကကြတော့ကျိုးပါတယ်တော့1000R ဆိုတော့လေကျွန်တော်တို့9000R ဆိုရင်တော့သူကဖုန်းတစ်ခါအသွင်းစားလောက်ပဲရှိရလေဒါပေမဲ့သူက1000R ဆိုတော့သူကAirPod တွေဘာတွေအသွင်းလို့ရအောင်သူ့စာကျိုးပါတယ်အဲ့တော့သူ့စာတော့အစင်တော့ပုတ်ပြေးတာပေါ့နော် AirPod လည်းအသွင်းလို့ရတယ်ဒီဖုန်းနဲ့တစ်ခါတည်းအသွင်းလို့ရပါနှလုံးလုံးအသွင်းလို့ရပါပေါ့နော်ပြီးတော့ဒီထောက်တန်လေးလည်းပါတယ် Belkin တစ်စိတ်ပေါ့နော်သူကတော့ Apple Store ကရောင်းတာဆိုတော့ QI2 သူ certificate ဖြစ်တယ်ပေါ့နော် Apple ကအသိမှတ်ပြုတဲ့ဥစ္စာပေါ့နော်ကဲအဲ့တော့သူဥစ္စာပြီးတော့ကျွန်တော်ဥစ္စာအလဲပေါ့နော် quality ကတော်တော်ကောင်းနေသေးလား
အသားကလေဘယ်လိုပြောအောင်လဲသူကမက်ပလက်အရာအောင်မှနူးညံ့နေဗျာဒီလားအရန်ကိုင်းလုံးကောင်းတယ်ပေါ့နော်အီချီနဲ့မပြောတတ်ဘူးပေါ့နော်အဲ့ခံစားချက်ကိုလေဒါတော့ကျွန်တော်ဟာပေါ့နော်ကျွန်တော်ဟာကသူကဘယ်လောက်ွက်လဲမသိဘူးသူရေးထားတာတော့ first wireless ပဲရေးထားတယ်15ဝက်ပဲတူတူပဲခုနငငယ်ရနဲ့တူတူပဲကျွန်တော်ဟာလေအဲ့တော့ကျွန်တော်ဟာကတော့ဘယ်လိုဖြစ်မလဲကြည့်မယ်ပေါ့နော်မပြုတ်ကြအောင်တော့တေချာကိုင်းမရမယ်အမောင်းစလို့ပြုတ်ကြဘာဒီပါလဲဆိုတော့ဘာမှမပါဘူးအဲ့တော့ကျိုးလေးတော့ပါတယ်အားဖြင့်ကျိုးလေးတော့ပါတယ်ငယ်ဥစ္စာလည်းပါလားမသိကျွန်တော်တေချာမကြည့်ရသေးကျွန်တော်ဟာပဲကျွန်တော်ပို့ပြီးစိတ်ဝင်စားတော့လေအားဖြင့်ကျိုးလေးလည်းပါတယ်ဒီကောင်ရှေ့တဲ့တော်တော်ရှေ့တယ်1 မီတာလောက်ရှိမယ်ထင်တယ်ဒါသူဘေကင်အသားတစိမ့်လေးလည်းပါတယ်ဒီမှာမြင်ရလားတော့မသိဘူးမမြင်အောင်ထင်တယ်မမြင်ရလားအသားတစိမ့်လေးလည်းပါတယ်ပေါ့နော်အဲ့တော့စိုးပါဘူး quality C2C ပေါ့နော်အဲ့တော့ကျွန်တော်ဟာအမောင်းစင်းလောက်ပါမယ်ပပလေးတကယ်ပပလေးကောင်းလေးပေါ့နော်ဒီကောင်တော့9000ပပလေးတော့ဘေကင်အသားတစိမ့်ဒီမှာလေးလည်းပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဟာလည်းထောက်တိုင်လေးလည်းပါတယ်သူ့ရဲ့ထောက်တိုင်ကပူကြီးတယ်ပေါ့နော်ဝိတ်ပူများတော့အတန်ပူကြီးတာပေါ့နော်ကျွန်တော်ကတော့ထောက်တိုင်ဒီလိုလေးပါတယ်ထောင်ထားလို့လည်းရတယ်ဒီလိုလဲထားလို့ရတယ်အဲ့တော့တော်တော်ပါတယ် quality ကောင်းတယ်ဒါလည်းနူးညံ့နေရပဲဖုန်းနဲ့ကတ်တဲ့နေရာမှာလည်းရန်ဟို rubber သားလေးဖြစ်တယ်ပေါ့နော်အရန်ကောင်းတယ်သူ့ဥစ္စာနဲ့တစ်ချက်ရှင်ကြည့်လိုက်မယ်သူ့ဥစ္စာနဲ့အထူတော်တော်ကွာကျွန်တော်ဟာရဲ့နှစ်ဆ1000အားဆိုနှစ်ဆလောက်ကွာဒီကောင်ကျွန်တော်ဟာဒါသူဟာတော်တော်ကွာတယ်နော်အထူကတော်တော်ကွာတယ်အဲ့တော့ကျွန်တော်တော့ပါတော့ပူကြိုက်ပါတယ်သူဟာကကျိုးမပါဘူးထင်တယ်အားသွင်းကျိုးမပါတာလားမပေးတာလားဒါမှမဟုတ်သူပဲအန်ပေါင်းစင်းလုပ်ပြီးတော့ပဲထုတ်လိုက်လားမသိဘူးနော်ဒီမှာကျွန်တော်ကျိုးမတွေ့ဘူးသူ့ဘူးကြည့်လိုက်တာအဲ့တော့ဒါပါပဲကျွန်တော်အတွက်တော်တော်အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ခုနောက်ပိုင်းလဲမကြပရိတ်ရတာတော့မဟုတ်အဲ့လိုစိတ်ကူးပေါက်ပြီဆိုရင်ကျွန်တော်ဗီဒီယိုတွေရှောက်ရပါတယ်ဗလော့ရိုက်တယ်ပဲပြောမှာပေါ့နော်အဲ့တော့ကျွန်တော်ကလောလောဆယ်တော့ဝါသနာအစစ်မရှိသေးတာပေါ့နော်ဒီတိုင်းမှရိုက်တယ်အမတ်တရားအဖြစ်တကယ်လို့အသက်တွေကြီးလာရင်ဓာတ်ပုံရိုက်တာတဲ့ဆိုင်ဓာတ်ပုံတဲ့ဆိုင်ဗီဒီယိုကကျတော့ကိုအဲ့အသက်ရွယ်မှာဒီတက်တွေရွယ်မှာပြောခဲ့တဲ့ဟာတွေဖြတ်ဆိုင်ခဲ့တဲ့ဟာတွေပြီးတော့လိုတွေ့ကြုံခဲ့တဲ့ဟာတွေပြန်ပြီးတော့ဗီဒီယိုအနေနဲ့ပြန်ကြည့်ရတော့ပို့ပြီးတော့အသက်ဝင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ပါဒီဟာကျုံလုံးလေးပြောမှာဒါငယ်ကျွန်တော်ကို anniversary နေ့ကကျွန်တော်တို့အဲ့ဒါကျွန်တော်ဝယ်ပေးထားတာလက်ဆောင်လေးအဲ့လိုအယုတ်လေးအန်ပေါင်းစင်းလေးပဲသူလဲအဲ့ဒါအဲ့လေးသူပေးထားတာပါကျုံလုံးလေးပြောတာပါအဲ့တော့နောက်ထပ်အန်ပေါင်းစင်းကအလုံးစီဖက်နှက်ပေါ့နော်လုံးစီဖက်နှက်ဆိုတဲ့အတိုင်းအဓိကကတော့ slim ဖြစ်ဖို့တော့ရေးကြည့်တာပေါ့နော်အဓိကတော့အလုပ်ထဲမှာအနေကင်းရမယ်မချော်လဲရမယ်စီတွေစက်ပြာတွေကျွန်တော် kitchen ဆိုတော့စီတွေရှိတယ်စက်ပြာတွေရှိတယ်ပြီးတော့ကျွန်တော်ခေါက်ဆွဲချက်တာဆိုတော့ရေနွေးတွေနဲ့တိုက်ရိုက်ထိရတယ်မျက်နှာတွေဆိုအမြဲတမ်းဟတ်တယ်ပေါ့နော်အပူငွေတွေဟတ်တယ်စပင်းတွေလေးကျွတ်တာတွေပါရှိတယ်အဲဒါမှအဲ့ရေနွေးတွေ6လောက်ပေါ်ကျရင်အရန်ပူပါတယ်တော့ gas မီနဲ့ဆိုတော့တော်တော်ပူတာပေါ့နော်ကျွန်တော်ဆိုမကြအပူခံရတယ်ပေါ့နော်လက်တွေ6လောက်တွေလက်တွေဆိုလဲတော်တော်တန်ခံရတယ်ပေါ့နော်အခုဆိုရင်တော့ဘယ်လောက်ပူဘာမှဖြစ်တော့ပါဘူး
အလုံးဥဆောင်မှာပြောတာပေါ့နော်လက်ရှိအလုံးနေရာရဲ့အပူတော့တန်ခိုင်လာတာပေါ့နော်တန်ချောင်းနဲ့အပူကိုင်တော့မခံနိုင်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်လည်းစကားရများတယ်ပေါ့နော်လုံနာနဲ့ရှောက်ပြောတာပေါ့နော်အော်အဲ့ဒါခုနဥစားပြောမလို့ကျွန်တော်အန်ကာလေအန်ကာကဥစားဒီလိုမျိုးကျွန်တော်ကwireless မဝယ်ဖြစ်ဘူးပေါ့နော်တော့ဘာလို့လဲဆိုတော့ကျွန်တော်အစုံသုံးနေတာပေါ့နော်အစုံဘယ်ပဲအသွင်းသွင်းဥပမာ Bluetooth speaker ပဲအသွင်းသွင်းတခြားဖုန်းတွေတို့ AirPod တွေအသွင်းချင်လို့လေဒီကောင်အခုကျွန်တော်ဝယ်ထားတဲ့9000အားကြတော့ wireless တီးတန်မယ်တခြားကြိုးတွေဘာမှမပါဘူးဒီဖုန်းမှာတစ်ခုပဲသွင်းလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒါကငငယ်ဝယ်ပေးတာပါကျွန်တော်ပူဇော်လိုက်တာအန်ကာကဆိုတော့ဒီကောင်တော်ကောင်းပါတယ်တော်တော်သုံးလို့အဆင်ပြေတယ်ဖုန်းတစ်လုံးကိုနှစ်ခါကြော်လောက်သွင်းလို့ရတယ်ပေါ့နော်ပြီးတော့လောလောဆယ်ဒီကောင်နဲ့ကျွန်တော်ဖုန်းမသွင်းပြတော့ဘူးအဲ့တော့ဒီကောင်ဘက်ထရီဆဲသိမှာဆိုလို့ကျွန်တော်ဒီဟိုတကငငယ်ဝယ်ပေးတဲ့ဟာပဲငငယ်ဝယ်ပေးတဲ့ blue power bank နဲ့ငငယ်ဝယ်ပေးတဲ့ဒီ piece ပေါ့နော်ဒီ Apple Store ကပဲငငယ်ဝယ်ပေးထားတဲ့ဥစ္စာကိုပဲကျွန်တော်အသွင်းဖြစ်တယ်ပေါ့နော်ဘယ်လိုပြောရမလဲpower bank မသုံးမထိုင်ကြရင်လည်းဘက်ထရီဆဲသိဝိုင်းရင်အလကားဖြစ်မှာဆိုလို့လေအဲ့တော့ဘက်ထရီဆဲကိုပြန်သုံးတဲ့အနေနဲ့အားလည်းပြန်သွင်းတယ်အားလည်းပြန်ထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကတော်တော်ကောင်းတယ်ကြလားဒီကောင်လေးဘယ်လောက်မှမရှိဘူး190ပဲရှိတယ်တော့စင်ကာပူဒေါ်လာလေဒါပေမဲ့တော်တော်အသုံးဝင်တယ်အခုဆိုရင်ကျွန်တော်ညဘက်အိပ်ပြီဆိုရင်ဒီ Apple Music ကနေကျွန်တော် Deep Sleep Music လေးဖွင့်ပြီးတော့အိပ်တယ်ပေါ့နော်အတန်တိုးလေးပဲထားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့အတန်ကအရင်လဲစိုးမနေဘူးတိုးလေးပဲမယ်ကြီးလေးနေရှိတယ်အတန်ကြိမ်တော့မှကြီးလေးရှိတယ်ပေါ့နော်ဒီကောင်ကျွန်တော် review တွေလိုက်ဖက်လိုက်တဲ့အချိန်မှာဒီကောင် indoor အတွက်တော်တော်အဆင်ပြေတယ်ဆိုလို့ကျွန်တော်ပူဇော်လိုက်တာပါဒီကောင်လေးကတော့ကျွန်တော် cover လေးတက်ထားတာပါ cover လေး Shopee ကနေမှားလိုက်တာ15ကျပ်လား20လားမသိဘူးပေးရတယ်တော်တော်လည်းအဆင်ပြေတယ်ဒီကောင်လေး rubber သားလေးပဲအဲ့ဒါဘာပြောအဆင်ပြေတယ်ပေါ့နော်ဟိုတက Apple Store မှာ Amazon လို့တော့ဗီဒီယိုခလုံးမနေပြီလို့တေချာမပြလိုက်ရလို့အခုပြန်ပြတာပါဒီကောင်လေးတော်တော်ကောင်းပါတယ် beat အဲ့တော့နောက်ဆုံးအလုပ်စီးဖက်နယ်လေးပဲAmazon လုပ်လိုက်တော့မှာပေါ့နော်အဲ့တော့ဒီကောင်လေးဒီလိုလာတယ်တရုတ်ကလာတာဆိုတော့တရုတ်စာတွေပြည့်ပဲပေါ့နော်စာလည်းမဖတ်တတ်ဘူးပေါ့နော်တရုတ်စာတွေဘာတွေရေးထားလဲတော့မသိမဖိရကွက်တက်တွေပေါ့နော်ကျွန်တော်ထင်တာပြောတာအဲ့တော့ဒီကောင်အမောင်းလေးလုပ်ပါမယ်ကချင်နဲ့ညက်တာအထက်ဖက်နာတော့မှညက်မိနောက်လည်းမစီးရပဲနေကျွန်တော်စိုက်ကြီးတာမှားထားတယ်ကျွန်တော်စိုက်က41ပေါ့နော်အဲ့ဒါကျွန်တော်42 43စိုက်မှားထားတယ်ဒီလိုလေးပေါ့နော်ခုနလေးကအစတော့အကုန်အမဲကျွန်တော်မှားမလို့ပဲဒါပေမဲ့အရင်တစ်ခါလဲစီးဘူးတာဆိုတော့လေဖက်နက်ဆက်ကတော်တော်ကြီးတယ်ကြီးပဲတော်တော်ကြီးတယ်ကျွန်တော်က41ဆိုရင်ဟိုတစ်ခါလိုပဲဖြစ်မှာဆိုလို့ဆိုပြီးတော့စိုက်ကြီးတာမှားလိုက်တာအဲ့တော့ကျွန်တော်20ဆိုတော့20ကျော်ပေါ့နော်အဲ့တော့ခဏလေးကဒီလိုရှိတယ်သူကလုံးဝရေနွေးတွေပါဆင်လဲဘာမှမဖြစ်ဘူးပေါ့နော်တော်တော်ကောင်းပါတယ်ဒီလိုအဖူလေးတွေကလုံးဝမချော်လဲပါဘူးစီတွေစက်ပြားတွေလုံးဝမချော်လဲပါဘူးအရန်ကောင်းပါတယ်တော်သေးတယ်ကျွန်တော်တစ်ဆိုင်ကြီးတာမှားလိုက်လို့အခုဒါတောင်ကွက်တိဖြစ်ရှင်တယ်ချက်လောက်ပါလေဒီနေရာမှာကျွန်တော်အခုအဲ့မတက်ရတာကြာလို့ထင်တယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီခြေတန်းနေကျွန်တော်ကားရတာသိလားကြာလာတော့လေအခုဒါတောင်ဒီနေရာလေးနည်းနည်းကြက်ချင်တယ်သိလားအခုကျွန်တော်လက်ရှိအလုပ်နေ့တိုင်းစီးနေတဲ့ခြေက Adidas ပဲဟာအဲ့ဒီတော့အားကစားလုပ်တဲ့ခြေပေါ့နော်အဲ့တော့သူကပုံမှန်ထက်ကူရှင်ပေါ့ကူရှင်ပါတယ်အောက်မှာဖနှောင်းနဲ့ဒီခြေပြားပေါ့အဲ့ခြေထိတ်ခြေချောင်းလေးတွေနားမှာသူကူရှင်ပါတယ်ကူရှင်ပါတော့ပုံမှန်ထက်ပိုထူတယ်အောက်ကလည်းပိုထူတယ်ပြီးတော့ဘေးတွေခြေအသားကလည်းပိုထူတယ်အဲ့တော့ပုံမှန်ခြေရတဲ့ဝေးရတာထူတဲ့ရှိတယ်ဒါပေမဲ့လေဝင်လေထွက်တော့ကောင်းတယ်ဒါပေမဲ့ဖနှက်တွေဝေးလိုက်တဲ့အခါကျရင်သူကတချို့ဖနှက်တွေဆိုကြက်သွားစီးလိုက်
ဟိုအဲ့ချေးနေပေါ့နော်အဲ့လိုတော့ရှိတယ်အဲ့တော့ကျွန်တော်ထင်တယ်ကျွန်တော်ဒီအခုခြေအိတ်မပါပဲကျွန်တော်စမ်းစီးကြည့်တာတော့နည်းနည်းကြက်တယ်ဆိုတော့လေအဲ့တော့ကျွန်တော်သာခြေအိတ်ဝတ်လိုက်မယ်ဆိုဒီကောင်လဲကြက်လောက်မှထင်တယ်ဟိုခြေတန်းတွေပဲနာကောင်းနာနိုင်တယ်အဲ့တော့ဒါကျွန်တော်နံပါတ်1တော့စမ်းပြီးစီးကြည့်မယ်ပေါ့နော်စမ်းစီးကြည့်မယ်တကယ်လို့နားတယ်ဆိုရင်တော့ရိုးရိုးခြေအိတ်ဟိုအပားလေးပဲစီးလိုက်တော့မှာပေါ့နော်အဲ့တော့ကျွန်တော်နောက်နေ့ကစပြီးမချော်လဲလိုက်တော့ဘူးထင်တယ်ပေါ့နော်အဲ့တော့အကုန်လုံးလည်းအပေါင်းစင်းလုပ်ပြီးသွားပြီကျွန်တော်လည်းဘိုက်စာနေပြီပေါ့နော်အဲ့တော့ကျွန်တော်မတော်နဲ့ကဘာကားလေးစားပြီးတော့ walking dead ရုပ်ရှင်လေးကြည့်လိုက်ပါဦးမယ် CV လေးအားလုံးပဲတက်တာပါ